ဒီမြေပေါ်ကနေပြီးတော့ဖယ်ရှားထွက်ခွာပေးပါရန်ဆိုပြီးတော့အတိပေးကြောင်းကြားစာတွေပေးပို့လာတယ်ဒီလိုမျိုးပေးပို့တဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့စိုးရင်ကောင်းစိုးရင်လို့ရတယ်ငါတို့ကတော့ငါတို့ပိုင်ဆိုင်တဲ့မြေကိုလက်လွတ်ဆုံးရှုံးရတော့မယ်ငါတို့ဘယ်လိုတွေလုပ်ရမလဲဒီလိုမျိုးမြေကိုနိုင်ငံတော်ကနေပြီးတော့စီမံကိန်းတရရဲ့နဲ့အများပြည်သူအကျိုးတွေအတွက်သိယူတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ကုစားခွင့်အခွင့်အရေးတွေတောင်းဆိုနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိပါတယ်ဘလို့ဥပဒေအရကျမတို့ပြန်လဲပြီးတော့တောင်းဆိုရမလဲဥပဒေအရတောင်းဆိုတဲ့အပေါ်မြန်မာနိုင်ငံဥပဒေအရတောင်းဆိုတဲ့အခါမှာမြန်မာနိုင်ငံမြေသိမ်းအဥပဒေဆိုတဲ့1894ခုနှစ်မှာထုတ်ပြန်ထားတာရှိပါတယ်ဒီလိုမျိုးမြေသိမ်းအဥပဒေအရမြေယာကိုသိမ်းဆည်းတဲ့အခါမှာလည်းဥပဒေနဲ့အညီသိမ်းဆည်းပိုင်ခွင့်ရှိတယ်ဥပဒေနဲ့အညီမသိမ်းဆည်းဘူးဆိုလို့ရှိရင်အဲ့ဒီကောလီတော်အရာရှိကိုဒီမြေသိမ်းဆည်းခံရတဲ့သူကတရားရုံးကနေပြီးတော့တရားပြတ်ဆွဲလို့ရတယ်။နောက်တစ်ခုကကြတော့ဒီလိုမျိုးမြေယာတွေကိုသိမ်းဆည်းတဲ့အခါမှာအဲ့ဒီမိမိသိမ်းဆည်းခံရတဲ့မြေယာအပေါ်မှာပေါ့နော်။မြေခွက်ပဲရှိတယ်ဆိုလို့ရှိရင်မြေယာဒီကာလတန်ကြီးအနေနဲ့နေရာရော်ကြီးတောင်းဆိုနိုင်ပြီးတော့အဲ့ဒီမြေကွက်ပေါ်မှာစိုက်ပျိုးထားတဲ့အသီးနှံတွေရှိတယ်။နောက်တစ်ခုကဆောက်လုပ်နေထိုင်ထားတဲ့ပစ္စည်းတွေရှိတယ်။အိမ်ပေါ့နော်အိမ်ဒါမှမဟုတ်လို့ရှင်အဆောက်အအုံတစ်ခုကိုဒီလိုမျိုးဆောက်လုပ်ထားတယ်ဆိုလို့ရှင်ဒီလိုမျိုးဖြက်စီကဒီပစ္စည်းတွေရဲ့ရွှေ့ပြောင်းကုန်ကျစရိတ်စတာတွေကိုမိတ်ဆွေတို့တွေအနေကရော်ကြီးတစ်ခုအနေနဲ့ဒီခရိုင်အုပ်ချုပ်ရေးမှုကိုတောင်းလို့ရတယ်။ခရိုင်အုပ်ချုပ်ရေးမှုကိုတောင်းလို့ရတယ်။ခရိုင်အုပ်ချုပ်ရေးမှုကနေပြီးတော့ခရိုင်အုပ်ချုပ်ရေးမှုကနေပြီးတော့ပေးစီတယ်ရော်ကြီးငွေကိုမိတ်ဆွေတို့အနေနဲ့မမျှတာဘူးဒီရော်ကြီးငွေကငါတို့အတွက်မလုံလောက်ဘူးဆိုလို့ရှိရင်လုံလောက်တဲ့အကြောင်းပြချက်နဲ့ဒီအုပ်ချုပ်ရေးမှုလို့ခေါ်တဲ့ကောလီတော်အရာရှိကိုကျမတို့ကကန့်ကွက်စာတင်ဝင်ရှိတယ်အဲ့ဒီကန့်ကွက်စာတင်တဲ့အပေါ်မှာကောလီတော်အရာရှိကနေပြီးတော့၎င်းကိုယ်တိုင်ပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြေရှင်းမလားဒါမှမဟုတ်ရင်သူ့ရဲ့ရှေ့နေရနေပြီးတော့ဖြေရှင်းမလားဆိုပြီးတော့အခွင့်အရေးပေးလို့ရတယ်ဒီလိုမျိုးကိစ္စရဲ့ကောလီတော်အရာရှိရနေပြီးတော့ဒီလိုမျိုးအကြောင်းပြထုချေခွင့်ပေးမယ်ပြီးတဲ့ကိစ္စရက်တွေကိုသူကနိုင်ငံတော်အစိုးရကိုတင်ပြရတယ်မြေသိမ်းစီတာနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရရဲ့ဆုံးဖြတ်ချက်ကသာလည်းအတည်ဖြစ်တယ်ဆိုပြီးတော့မြေသိမ်းအဥပဒေထဲမှာဖော်ပြထားတာကိုလေ့လာတွေ့ရှိရတယ်။ဟုတ်ပြီဒီလိုမျိုးအပြက်ဆိုတဲ့ကောလီတော်အရာရှိဆုံးဖြတ်ခဲ့တဲ့ကိစ္စကိုမကျင့်တတ်ဘူးဆိုလို့ရှိရင်ကျမတို့ဗမာသွားပြီးတော့အယူခံဝင်လို့ရမလဲဆိုတော့ဒီမြေသိမ်းအဥပဒေအရာသတ်မှတ်ထားတဲ့တရားမတရားရုံးလို့ခေါ်တဲ့သက်ဆိုင်ရာတရားရုံးတွေမှာရော်ကြီးတောင်းခံနိုင်ရန်အတွက်တရားစွဲဆိုတောင်းလို့ရတယ်ဒီလိုမျိုးတရားစွဲဆိုတောင်းဝင်ရှိကြောင်းကိုလည်းစီရင်ထုံးတွေကနေပြီးတော့ဆုံးဖြတ်သုံးသပ်ထားတာရှိပါတယ်စီရင်ထုံးလေးတစ်ခုကိုကျွန်မ